င်္ဂလာပါညီမလေးစမ်းချောင်းပူပေါ်ကြီး7ကကြိုဆိုပါခုညီမလေးစပင်ပုံစံဘယ်လိုမျိုးပတ်သွားချင်အခုပုံစံလေးနည်းနည်းလေးရိုးနေရဆိုလေးကျွန်မပုံစံလေးစမ်းအောင်လေးစပင်လေးလောက်ချင်တယ်အရာကောက်ဘူးလားမကောက်ဘူးအဲ့ဆိုအခုအကောက်လေးချိန်ကြည့်မလားကြည့်မယ်ညီမရဲ့စပင်ကပင်ကိုစပင်က original စပင်ကနည်းနည်းတော့ပွားတယ်အမေအမကိုကြီးဆန်ဆန်လေးကောက်လိုက်ကြီးကြီးနဲ့ကောက်ပေးလိုက်မယ်မျက်နှာသားကြီးနည်းနည်းလေးလင်းသွားအောင်လို့အမအယောင်နည်းနည်းလေးငိမ့်တဲ့ကာလာလေးဆိုပေးလိုက်မယ်ဒီလားဒီစမလုံးဝပြောင်းလဲချင်တာပေါ့လုံးဝပြောင်းလဲချင်ကွဲထက်တောင်လှနေအောင်ချိန်ပေးလိုက်မယ်နော်ဟုတ်နေညာဆလင်းနိုင်စိုးမိုးတယ်မကြခင်ချက်ရှုံးတော့မှာပဲသူ့အပြုံးလို့နောက်ခွေအရင်ချစ်တဲ့